ကဲဘရိုရီဒီနေ့မှာတော့လန်ဆလော့ကိုဘယ်လိုမျိုးအထာကြကြနဲ့ RAM မှာစောင်းရမ်းကျင်းအောင်ကန်ရမလဲဆိုတာကိုကျွန်တော်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ပြီးတော့ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်လန်ဆလော့အတွက်အသုံးဝင်စေမယ့် item ဘေးတွေ ambulance ဇက်တွေကိုပါကျွန်တော်တခါတည်းပြပြပေးသွားမယ်ပြီးရင်ဘယ်လိုမျိုး farming တွေလုပ်ရမလဲဆိုတာကိုပါပြပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗီဒီယိုကိုအဆုံးထိကြည့်မယ်ဆိုရင် brother တို့အတွက်တစ်ခုခုရမှာကျင်းနေပါတယ်ဘာတွေရမလဲဆိုတာသိချင်ရင်တော့ဗီဒီယိုကိုမကြော်ဘဲနဲ့ကြည့်လိုက်ရအောင်ပြီးတော့ brother တို့မိမှာဆိုလို့ကျွန်တော်ပြပြမယ်ကျွန်တော် channel ကိုအောက်က subscribe လုပ်လေးနှိပ်ပြီးတော့ဘေးနာ notification လေးကိုနှိပ်ခဲ့ခြင်းအပြင်ကျွန်တော် supporting ပေးလို့ရပါတယ်အဲ့တော့ let's go guys brother အနေနဲ့ Lancelot ကင်ပြီဆိုလို့ရှိရင်ပထမဆုံးအချက်တစ်ချက်ကတော့ဘတ်စားလို့ရှိရင် blue bag ကို scale 1 UV ရင်စားပါအဲ့ဒါကတော်တော်လေးကိုမှမြန်တယ်ဘာကြောင့်လဲဆိုရင် Lancelot အခု update ဘက်မှာ Lancelot ကိုမြင်ပေးထားတာကဘယ်လိုပုံစံလဲဆိုရင် scale 1ကအရင်လိုမျိုး9စက္ကန့်မဟုတ်တော့ဘဲနဲ့3စက္ကန့်ကိုပြောင်းလဲပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့ကတော်တော်လေးကိုမှ farming နေရာမှာတော်တော်မြန်ဆန်လာတယ်အဲ့တော့ကြောင့်မို့လို့အခုလက်ရှိမှာ Lancelot ကအကင်တင်ဆုံး jungle လာတဲ့ကတကောင်လေးဖြစ်တယ်ပြီးတော့ဒီနားမှာ walking free ကိုလူဖို့အတွက် brother အနေနဲ့Riti ဘာညာပေါက်ဖို့အတွက်ရတယ်ဗျာအဲ့ဒါကြောင့် Riti ချန်ထားလို့ရတယ် Riti ဒီမှာပေါက်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်အနေနဲ့ဘာဖြစ်တက်လဲဆိုတော့တခြား enemy jungle လာဆောင်းအစာတက်လို့ရှိရင်ကိုယ့်ရဲ့ rabbit တွေကိုလာပြီးဒိုင်းနိုင်တယ်ပေါ့လေဒါပေမဲ့တလားအခုဒီ jungle လာ enemy jungle လာပေါ့ဗျာတည်ရပါအနေငယ်လေးပိန်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့သူ ASOCC ပဲ K ပေးလိုက်တယ်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ famine တာဝါဗျာသူထက်စားလို့ရှိရင်အဲ့တော့ကိုယ့်အနေနဲ့ကဘာလုပ်မလဲ9မိနစ်မပြည့်မချင်းလိန်ဘော်ခရီးတွေကိုသွားမစားနဲ့တောထဲမှာပဲကျွန်တော်တို့ဘတ်တွေကိုစားမယ်တောကောင်တွေနဲ့ရန်ဖြစ်မယ်အဲ့လိုအနေထားပဲလုပ်ပြတိလား scale 1ကိုဘယ်တော့မှမကုံစေနဲ့ scale 1 passive ပြည့်နေသူရဲ့ brother damage ကတော်တော်လေးကိုမှကျန်းနေမှာအဲ့တော့ကြောင့်မို့လို့ scale 1ကိုဇက်တိုက် dash ပြီးတော့ကိုယ့်အနေနဲ့ damage အကိတ်ကြီးတွေပေးလို့ရတယ်အဲ့တော့ scale 1 ခိုးတောင်းကိုအောက်မှာလဲနေ passive လေးပေါ့လေအဲ့လေးကိုဘယ်တော့မှမကုံစေနဲ့ဗျာ scale 1ကိုအများကြီးစုထားလေ brother damage ကပိုတိုးလေပဲကျွန်တော်အခုဆိုကြည့်ဘတ်တွေအားလုံးစားပြီးသွားပြီဘာလို့မလဲ ESP ကိုသွားကန်ဂိုးလေးကိုခန်းလာတဲ့စားလို့ရှိရင် ESP ကိုအရင်ခန်းတာကမှန်တယ်။ဘာကြောင့်လဲဆိုတော့တာတယ်ပတယ်တို့ဆိုင်လို့ရှိရင်ဗျာ ESP ရကောင်ပဲပတယ်လာဆိုင်ပေးမှာဂိုးလေးကသူ့လေးသူနေပြီးတော့ Cree တွေကိုထိုင်ဖန်နေမှာအဲ့တော့ကြောင့်မို့လို့ ESP ကိုအရင်ခန်းတာကတကယ်ကောင်းတဲ့အလုပ်ပါအဲ့တော့ကြောင့်မို့ brother အနေနဲ့အရင်ဆုံး try ကြည့်လို့ရပါတယ်။ကိုယ့်အနေနဲ့က Jangler ကင်ထားပြီဆိုလို့ရှိရင် Riti ကိုအမြဲချိန်ထားပါဒါမှသာ enemy တစ်ဖက်အသင်းနဲ့ Riti ရှင်ပေါက်နိုင်မှာပဲဖြစ်ပါတယ်။နောက်မို့ဆိုရင် surprise motherfucker ဆိုပြီးအုပ်လိုက်ကြီးဝင်လာလို့ရှိရင် brother အနေနဲ့ကကြောက်အားလန့်အားနဲ့သိရမလား spare တွေမှားသုံးနိုင်တယ်လို့Riti ပေါက်ဖို့အတွက်လည်းမေ့သွားနိုင်ပါတယ်ခုနကကျွန်တော်ပြောတဲ့အတိုင်းပဲတွေ့လားကျွန်တော် ESP လေးကိုဂန်ပေးထားတယ်ဒါပေမဲ့ enemy တစ်ဖက်အသင်းက3កောင်လုံးရောက်လာပေမဲ့ကျွန်တော်ကိုဗတဲ့စိုင်မေးသေးရဆိုလို့ ESP ကလက်ပူလေးပဲရှိပါတယ်ဂိုးလင်းတို့တန့်တို့မစင်းလာပါဘူးဆိုလိုစော့တဲ့ဘဝကအဲ့ဒါလိုပါပဲเนาะတင်းနဲ့စော့မယ်ဆိုလို့ရှင်တော့အဆင်ပြေတယ်ဗျာတိတာတားကြီးတို့ငါဗတဲ့ဆိုင်တော့မယ်မင်းတို့ခြုံမေးနေရမှာ position ယူထားပါညာခိုင်းလို့ရတယ်အခုလောလောဆယ်ကတော့ဆိုလိုစောတာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒါတွေမမျှော်လင့်ဘူးเนาะအဲ့တော့ဂိုးလင်းကိုတွားခံပြီးမယ်တာဝန်အရတွားခံပြီးမယ်ပေါ့လေအဓိကကတော့ brother ဘာကိုလှုပ်လို့ရှိရင်အရန်ကြမ်းမလဲဆိုရင် enemy မစားတဲ့ Cree တွေပေါ့လေအကုန်စားကိုက farming တအားတာမယ် enemy ကကိုစားလိုက်တဲ့ဟာရရင်သူမစားတော့မစားလို့ရှိရင် तू ဘာဖြစ်မလဲ तू farming နေနောက်ကျမယ်အဲ့ချိန်ကျရင်ကိုကလုံးဝအတာကြီးပဲအခုဆိုကြည့် Froran လေးက line လက်တာလားပါလားမသိဘူး तू ထွက်ပြေးကျင်တာဒါပေမဲ့မရဘူးတိတ်သွားပြီအဲ့လိုမျိုးကျွန်တော်ကအားလီပိုင်းနဲ့ခေးတွေလေးရတယ်ဘက်တွေလည်းဗျာ enemy ထက်အရန်တာထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘွဲမှာဆိုလို့ရှိရင် Wise ကစောစောစီးစီးပဲထွက်သွားခဲ့တယ်brother ကိုတီထားမှာက Lancelot က Wise နဲ့တော်တော်လေးကိုမှလိုက်တယ်သူ့ရဲ့ scale 1 dash တွေက dash 9 dash 9တလောက်ပေါ့ဒီတော်တော်လေးကိုမှdamage များတဲ့အတွက်ကြောင့်မို့လို့ brother အနေနဲ့ scale 1ကိုအမြဲမပြတ်စုဆောင်းထားနိုင်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုမှအသုံးဝင်တယ်လို့ပြောလို့ရပါတယ်ဒါအပြင် Lancelot နဲ့ Wise ကဘယ်လောက်ထိတောင်မှလိုက်လဲဆိုရင်သူကသွေးလဲပြန်တတ်တယ်အဲ့တဲ့အတွက်ကြောင့်မို့လို့ brother အနေနဲ့ပတင်မှာကြကြလေးနေလို့ရတယ်ဗျာတိလားတချို့ဆက်တဲ့သူတွေရှိတယ် Hana Strike First Item တို့နောက်ပြီးကြလို့ရှိရင်ဘယ်လိုပြောရမလဲ Sky Mia တာ First Item တို့ဆက်တဲ့သူတွေရှိတယ်အဲ့ဒါလို့ဆက်လဲရတယ်ပေါ့လေဒါပေမဲ့ကျွန်တော်ကတော့ Wise ကို First Item သွားဖို့အတွက်ပဲအကြံပေးချင်ပါတယ်ကိုယ့်အနေနဲ့ကပတင်မှာလဲကြကြလေးနေလို့ရတယ်အခုဆိုလည်းကြည့်တွေ့လားကျွန်တော် Slavana လာပြီးတော့တက်တယ်ပေါ့လေချောင်းပြီးတော့ဒီနေရာမှာဆိုရင်လက်ပူလေးလာကဲသွားတာမှန်တယ် Wise ဘာညာမဆက်ထားဘူးရိုးတနက်ကျွန်တော် Hana Strike တို့ဘာကိုဆက်ထားမယ်ဆိုရင်ကျွန်တော်သွေးပြန်တက်မှာမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်တေသွားနိုင်တယ်ဒါပေမဲ့လည်း Wise ဘာညာဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကသွေးပြန်တက်သွားတယ်ပေါ့ဗျာအဲ့ဒါကြောင့်မို့လို့ brother အနေနဲ့ Wise ကို first item မဖြစ်မနေသွားသင့်ပါတယ်ဒီဘွဲမှာကျွန်တော်ကဆောင်းရမ်းကိုမှတာနေတယ်ဘာကြောင့်တာလဲဆိုရင်ကျွန်တော် fan ထားတဲ့ fan ပတန်ပုံစံတွေရ brother တို့ live fan ကြည့်မယ်ဆိုလို့ရှိရင်ပွဲမှာတခုမဟုတ်တခုတော့တာလိုက်မယ်လို့ကျွန်တော်ထင်တယ်ဘာကြောင့်လဲဆိုတော့ enemy ဘက်ကိုကြည့်လိုက်ဗျာဒီလား enemy hyper လိုက်ရောင်နေတာကျွန်တော်ကဘက်တွေ live fan နေhyper နှစ်ကောင်ကြားမှာအကွာဟမှုတအားဖြစ်သွားတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် level 2ဆင့်လောက်သူ့ထက်တာသွားပြီဗျာ brother တို့အဲ့လိုမျိုးပွဲထဲမှာမရောင်မဲနဲ့ကိုကဘက်တွေ live fan မယ် hero K တွေ live ယူနိုင်မယ်ဆိုလို့ရှိရင်เนาะ
enemy hyper တက်ကတော့ကိုကနှာတစ်ပြားတာနေပါပဲအခုကြည့်လိုက်ကျွန်တော် level 9ဟိုကောင် level 9အဲ့တော့ဘယ်လောက်กว่าလဲ2ဆင့်ဆိုတဲ့ပမာဏကတုံတန်းကိုမတိတာဘူးလို့ brother ကမပြောဘူးဗျာတိလားဆောင်းရောင်းကိုမှတိတာတယ်ဘာကြောင့်ဆောင်းရောင်းတိတာဆိုတာတယ်ပတယ်တို့လော့ပတယ်တို့ကြာရင်အဓိက ready ရှင်ပေါက်မှာပဲကောင်းလဲ hyper ကိုက enemy hyper ထက် level နေနေရှင်ကို ready blow မှာရှင်ပေါက်လို့မရအခု enemy hyper ကကျွန်တော်နဲ့ ready လာရှင်ပေါက်မယ်ဆိုရင်သူခံရမှာဘာကြောင့်လဲဆိုတော့သူ့အနေနဲ့က level တအားအောင်မှာကွာနေတာခုဆိုလဲကြည့်တွေ့လား Julian ဆိုတဲ့ hero ကဗျာအခုလက်ရှိ meter မှာတော်တော်လေးကိုမှ strong ဖြစ်ပြီးတော့damage အရာလဲ output တော်တော်လေးများတဲ့ထဲမှာပါတယ်သူ့ရဲ့ unhit visit attack နဲ့ပေါ့လေဒါပေမဲ့ကျွန်တော်ကဘာလဲဆိုတော့သူ့ထက် famine တာနေတယ်အဲဒါကြောင့်မို့သူ့ damage ကျွန်တော်ဘောမတက်ရဘူးကျွန်တော် damage ဘယ်လောက်ထိတော့မှပြင်းလဲဆိုလို့ရှိရင် brother တွေ့တဲ့အတိုင်းပဲအဓိက Lancelot ကင်ပြီးတော့ damage ဆောက်ရမ်းကိုမှပြင်းနေတယ်ဆိုလို့ရှိရင် scale 1တစ်ခါသုံးမယ်တစ်ချက်ချမယ် visit ထက်ပေါ့လေဒါမှမဟုတ်ရင်ကိုက scale 2ပဲဖြစ်ဖြစ်ကြိုက်တဲ့ spell သုံးနောက်ပြန်ရင် visit ထက်တစ်ချက်ချမယ်ဆိုလို့ရှိရင် true damage ထွက်ပါတယ် true damage ထွက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ် defend နဲ့မှကာလို့မရပါဘူးအဲ့တော့ကြောင့်မို့လို့ brother အနေနဲ့ Lancelot ကန်ရင် damage ဆောင်းရမ်းကိုမှထွက်တယ်ဟိုဘက် Lancelot ကdefend item နေတာဆက်ထားတယ်သူ့ရဲ့ damage ကြီးကကိတ်လာကြီးလားတော့ဗောသိရမလားအဲ့ဒါအဓိကအကြောင်းရင်းကဘာလဲဆိုလို့ရှိရင် spell တစ်ခုသာသုံးတယ်ပြီးသွားလို့ရှိရင် visit ထက်တစ်ချက်ချတယ်အဲ့ဒါကတော်တော်လေးကိုမှတိတာတယ်အဲ့ကြောင့်မို့လို့ wise နဲ့ anthelopet တွေနှစ်ခုကိုတွဲဆက်လိုက်မယ်ဆိုရင် brother တို့ကသွေးတက်လဲကျမ်းမယ် damage ကလည်းအရန်ကိတ်နေတာဖြစ်တဲ့ကြောင့်မို့လို့ကို့အနေနဲ့ကဗျာပတဲမှာပဲအကြာကြီးနေလို့ရတယ်ဒါအပြင်ကိုမှ damage ဆောင်ရကိတ်နေတာဖြစ်တဲ့ကြောင့်ကိုအသင်းမဖေးတော့ဘူး enemy တွေလည်းတော်တော်လေးကိုမှစိတ်ဒုက္ခပေးလို့ရတယ်ဗျာတီးလားကဲအဲ့တော့ကြောင့်မို့လို့ brown အနေနဲ့ဒီ game play style ကိုကြိုက်နေတယ်ဆိုရင် like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ပြီးတော့ကိုတောင်းဆိုခြင်းနဲ့ hero ရှိရင်လည်း comment မှာမှန်းရလို့ရပါတယ်အခုကတော့ Lancelot လာကစားပြတာပေါ့လေပြီးတော့ကြည့်လိုက်ဒီမှာတကောပြမယ်ဟိုဘက် crit ထွက်တဲ့အခြေအနေကိုစောင့်ပြီးတော့မေလေးကိုဟောလိုမျိုးရှင်းလို့ပြပြီးတော့ဘုံတခါလေးတန်းလျှော်ပဲဟဲ့လားအဲ့လိုမျိုးကျုံလို့ရတယ်ဒါတွေမကသေးဘူးမော်စကိုလီယာပါလာတော့တွေ့လား scale 2မနော် scale 2ပဲသုံးတာတွေ့လားကျွန်တော်ဒီ visit ထက်တွေဘာညာမပြောသေးဘူး scale 2တစ်ချက်သုံးလိုက်တာ damage ဘယ်လောက်ထိတောင်မှများလဲဆိုရင်မော်စကိုသွေးအပြည့်ရနေပြီးတော့သွေးဖင်ကလေးဖြစ်သွားတယ်အဓိကဘာလဲဆိုရင်ကျွန်တော် scale 1 passive တွေအောက်မှာဇက်တိုက်စုထားတာဖြစ်တဲ့ကြောင့်မို့လို့သူရဲ့ scale 2 damage output ကတော်တော်လေးကိုမှများနေရခြင်းပဲဖြစ်ပါတယ်အဲကြောင့်မို့လို့ brother တို့ကို scale 2 scale 1 ရင်စုဆိုတာအလကားပြောတာမဟုတ်ဘူးကဲဒီမှာဆိုလို့ရှိရင် Lancelot က scale တွေကို strike dash လို့ရတယ်ဗျာဂျားထဲမှာလည်း create တက်ထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ AC လေးပဲဟဲလိုက်လို့ရတယ် bro တို့ရဲ့ဟုတ်လား Angela လေးကပါဝင်ပူးထားရဆိုတော့ခေါင်းကြီးတို့က share လုပ်ပြီလေဟဲကြိုက်လားနော်အဲ့လိုမျိုးစောင်းရမ်းကမှကျန်းနေတယ်ဆိုရင် personal Angela ရှိဖို့အတွက်လိုအပ်တယ်ဒါပေမဲ့ကျွန်တော်ကတော့ solo ဆော့နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ personal Angela လည်းမရှိဘူးမ personal Angela လည်းမရှိပါဘူးခင်ဗျာကဲအဲ့လိုမျိုးစောင်းရမ်းကမှကျန်းနေတယ်ဆိုရင်အဓိကတည်ထားမှာပါလဲဆိုရင်ကျွန်တော်တော့ဖြစ်တယ် sorry brother အနေနဲ့က enemy ထက်ပို့ပြီးတွေးနိုင်ရမယ် enemy ဘယ်ဘက်ကို fan မလဲငါသူ့ဘက်တွေကိုဘယ်လိုကြော်ရမလဲဆိုတော့တွေးနိုင်ရမယ် okay အဲ့လိုတွေးနိုင်ပြီဆိုရင်ကိုယ့်အနေနဲ့ကတာတဲ့ပတဲတို့လော့ပတဲတို့မှာ AC လေးဆိုင်ပြီးတော့ hero K တွေအတာယာလေးယူသွားလို့ရတယ်အဲ့လို performance ဆောင်ရမ်းကိုမှထွက်သွားပြီဆိုလို့ရှိရင်ကျင်းနေပေါ်တော့ brother တခုရမှာဘာရမယ်သိလားစော်မရှိတဲ့ကျွန်တော်ရဲ့ fan လေးတွေကစော်ရသွားမှာပဲဖြစ်ပါတယ်assassin တွေဆောင်းအောင်မှာကျန်းနေဆိုလို့ရှိရင်အလိုလိုပူးပေးခြင်းနဲ့ Angela player လေးတွေကရှိတာဖြစ်တဲ့ကြောင့်မို့လို့စော်မရှိတဲ့ကိုလူတို့အနေနဲ့ကဒီဗီဒီယိုပြီးသွားလို့ရှိရင်အခုပဲ Lancelot ကင်ပြီးတော့ run မှာတွားချမ်းလိုက်ကြဖို့ပြောချင်ပါတယ်ဗျာနောက်ပြီးတော့ကိုအနေနဲ့က Lancelot ကင်ပြီးတည်ထားမယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကိုက hyper ကင်ထားတာဖြစ်ပေမဲ့လည်း9မိနစ်ကြော်သွားပြီပေါ့9မိနစ်တော်တော်လေးကိုမှကြော်နေပြီအဲ့ချိန်ကျရင်ဘာလုပ်ရမလဲ ESB မှာမရှိလို့ရှိရင် ESB က crit တွေကိုတွားစားပါအဲ့ဆိုလို့ရှိရင်လည်းlevel တစ်ခုထပ်တာမယ် okayပြီးတော့လို့ရှိရင်ကိုအနေနဲ့က spare တွေဘယ်လိုပြောရမလဲရှောင်လို့ရတယ်ဗျာ immune တွေပါတာဖြစ်တဲ့ကြောင့်မို့လို့ tower ထဲဝင် dice speed တက်တာတို့နောက်ပြန်ရင် battery တွေမှာကိုကဝင်ပြီးတော့ spare တောင်းတာတို့လုပ်လို့ရတယ်ဒါပေမဲ့ spare တွေကိုအလွန်ကျွံကြီးသွားမတောင်းဖို့တော့ကိုပြောချင်တယ်ဘာကြောင့်ဆိုတော့ကိုက spare တွေအလွန်ကျွံကြီးသွားတောင်းလိုက်မယ်ကိုတယောက်တည်းဝင်သွားမယ်အနောက်ကမပါလာခဲ့ဘူးဆိုလို့ရှိရင်ကို spare တွေကအလကားဖြစ်သွားပြီးတော့ enemy ရဲ့ဝိုင်းပြီးစိုးကြီးလောင်းခြင်းကိုခံရနိုင်ပါတယ်ဒီပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ကအတာယာလေးပဲဒီပွဲကိုအန်လို့ရပြီဗျာဘာကြောင့်လဲဆိုတော့ level လည်းတော်တော်တာနေပြီပြီးတော့ဟိုဘက်ကောင်တွေကြည့်လိုက်တွေ့လား damage ကိုလုံးဝမခံနိုင်ဘူးဗျာအဲ့ဒါကြောင့်မို့လို့ကျွန်တော်အတင်ဆုံးဖြတ်ချက်ချလိုက်တာပါလဲဆိုတော့ငါတို့ရင်အမြန်အံ့မယ်ပေါ့လေအဲ့လိုဆုံးဖြတ်ချလိုက်တာအောက်မှာဆိုလို့ရှိရင်တာဝါတခိုးခိုးနေတယ်ကြားကိစ္စမရှိဘူးသူခိုးလဲဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အိမ်ပြန်တဲ့လူလည်းရှိတယ်အဲ့တော့တာဝါသွားကမဲ့သူလည်းရှိတယ်ဒါဆိုမြေပုံမှာတစ်ချက်ပြောက်သွားပြီတွေ့လားနော်တော့ဘယ်ရောက်သွားမှမသိဘူးရတယ်လှုပ်ပေးထားလိုက်ကျွန်တော်အဓိကတာဝန်ရပါလဲဆိုရင် hyper ကိုင်းနိုင်ကိုကတာတယ်တို့လောတို့ကို position ရအောင်တဲပြီးွားရအောင်ယူမယူနိုင်ရင်တော့အသင်းရဲ့ဆဲဆိုခြင်းကိုခံရမှာပဲအသင်းရဲ့ဆဲဆိုခြင်းခံရတာနောက်မှကိုလှုပ်တဲ့အမှားတစ်ခုကြောင့်ကိုယ့်ရဲ့အသင်းရှုံးသွားနိုင်တယ်လို့
ကိုလှုပ်လိုက်တဲ့အမှားလေးတစ်ခုကြောင့်လည်းကျွန်တော်တို့ကျေကျွေတဲ့ညတွေဖြစ်သွားနိုင်ပါတယ်အဲကြောင့်မလို့ကိုအနေနဲ့ကကျေမကျွေးခြင်းဘူးပွဲတိုင်းလိုဇက်တိုက်နိုင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီပုံစံတိုင်းလိုက်ပြီးတော့စော့ဖို့ပြောခြင်းနဲ့ကျွန်တော်ပုံစံတိုင်းလိုက်ပြီးစော့တော့ပြောတာမဟုတ်နော်ကျွန်တော်ပြပြခဲ့တဲ့အရှိမဘတ်တွေကိုဘလို့သူများရှိကကြော်ရမလဲပြီးတော့ရှင်ကိုကဘလို့မျိုးစော့ရမလဲဆိုတဲ့ပုံစံကိုပြပြပေးတာဒီပုံစံတိုင်းအတိအကျလိုက်စော့ပါဆိုရင်မဆိုးလို့ပါဘူးခင်ဗျာbrother အနေနဲ့လည်းတူတွဲစော့မဲ့တငယ်ချင်းတွေရှိလို့ရှိရင်ကျွန်တော်တို့အဲ့လိုမျိုးပေါ့လေငါမင်း wrong guy ငါတန်းစော့မယ်ဟိုငါမင်း wrong guy ငါတန်းစော့ရတော့ဖြစ်နေငါ hyper စော့မယ်ကွာမင်း wrong guy ဆိုပြီးငါဘယ်လိုမျိုးlive sporting page ဆိုပြီးတော့ခိုင်းလို့ရတယ်ပေါ့လေအဲ့လိုစူးစော့တာတော်တော်လေးဟိုမှာကောင်းပါတယ်ကဲကျွန်တော်လော့ရပြီဆိုတော့အံ့ပြီဗျာအဓိက brother အနေနဲ့လော့မရမချင်းမယောင်နဲ့လော့ရပြီဆိုရင်တာဝါကိုတခါလေးတန်းပြီးချိုးဖို့အတွက်လုပ်သိလားနောက်ဆိုရင်အံ့တာအဆင်မပြေဘူးဗျာသိလားအဲ့တော့ကြောင့်မို့လို့တာဝါချိုးပြီးတော့အံ့ဖို့ပဲလုပ်ပါအများကြီးမစင်းစားပါနဲ့အခုလိုလောနဲ့တန်အန်းတာပို့ပြီးကောင်းပါတယ်လောမပါပဲသွားတန်အန်းလို့ရှိရင်ကိုတည်သွားရင်လောကအလကားဖြစ်သွားမှာမယ်ကဲဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့လို့ brother တယောက်ချင်းနိုင်ကိုလည်းကျေးဇူးအများကြီးမှတင်ပါတယ်အဲကြောင့်မို့လို့နောက်နေ့မှာကိုတောင်းဆိုခြင်းနဲ့ဗီဒီယိုရှိလို့ရှိရင်လည်းကိုမန့်မှာမှန်းခဲ့လို့ရပါတယ်ကျွန်တော်အကောင်းဆုံးပုံစံနဲ့အတူတူပြန်လာခဲ့ပါမယ်ဗျဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်ပါ